တိတော့နော်အဲ့ဒါခင်ဗျားတို့ပတ်စံစလော်ဂန်ရအပေးမရှိနော်အပေးမရှိသူတို့ပေးရင်ခဏပဲပြီးရင်အကုန်စားတာဟုတ်ပြီလားကျွန်တော်ကိုယ်တိုင်လောပန်းနဲ့တွဲပြီးတော့အဲ့ဒါကြီးလုပ်ခဲ့ပြီကာစီနိုအကြောင်းကိုပြောပါဆိုရင်လူရင်းတူရှင်ပြောမှရပြောရင်အရှိကြီး အားလုံးမင်္ဂလာဗျဒီနေ့မှာ Dominic Tree ကိုမျှောက်ပေးခြင်းနဲ့ video file ရဲ့ဒီ video file လေးပဲဖြစ်ပါတယ်ဒီ video file လေးရဲ့အကြောင်းအရာလေးကတော့ကျွန်တော် slow game တွေအကြောင်းပြောပြသွားတာပဲဖြစ်ပါတယ်ဒီကွာဆိုရင် slow game မှာကိုယ်တိုင်လုပ်ခဲ့ဘူးပြီးတော့ slow game တွေရဲ့လိုအပ်ချက်တွေကိုပြောပြသွားတာပဲဖြစ်ပါတယ်ခင်ဗျဒါကြောင့်မို့ကျွန်တော် video file လေးကိုအဆုံးကြိုက်ပါကြည့်ရှုပေးပါအောင်နော် စလော်ဂန်နဲ့ပတ်သက်တာလေးကိုပြောမယ်နော်ဟိုကလိုက်လွှင့်နေတာအဲ့လိုပြောစလော်ဂန်ကကျွန်တော်ကိုယ်တိုင်လောက်ကိုင်းမြို့မှာကိုယ်တိုင်ကင်ခဲ့မှုတယ်စလော်ဂန်ရအပေးမရှိနော်အပေးမရှိသူတို့ပေးရင်ခဏပဲပြီးရင်အကုန်စားတာဟုတ်ပြီလားကျွန်တော်ကိုယ်တိုင်လောပန်းနဲ့တွဲပြီးတော့အဲ့ဒါကြီးလုပ်ခဲ့ပြီပြောပြအများတို့အတွက်အရာမရှိဘူးအပေးပဲရှိစလော်ဂန်ညဘဝပြတ်မဲ့လူတွေလည်းအများကြီးရှိတယ်ပြတ်သွားတဲ့လူတွေလည်းအများကြီးရှိတယ်ပြက်လူဆဲတဲ့ဖြစ်နေတဲ့လူတွေလည်းအများကြီးရှိတယ်စလော်ဂန်ကိုဖြစ်နိုင်ရင်မစော့ကြပါနဲ့နော်အမှုပညာရှင်တွေကြော်ညာတယ်နော်တရားမဝင်ပါတရားမဝင်တဲ့ဂိမ်းတစ်ခုပါနော် online game ဆိုတာကျွန်တော်ဖန်စီရမင်းအရေးယူပါတယ်ကြီးလေးတဲ့အပြစ်ဒဏ်ပေးပါတယ်အဲ့လိုလေးတွေရှိပါတယ်စလော်ဂိမ်းနဲ့ပတ်သက်လို့ရှိရင်မစော့ကြပါနဲ့စလော်ဂိမ်းကပထမပေးလို့ရှိရင်သူကတစ်ခါတစ်ခါပဲပေးပြီးလို့ရှိရင်ခင်ဗျားထဲတော့မလောက်ဖြစ်နိုင်ကိုရိုနာကားနဲ့ပတ်သက်တိုက်လာခဲ့နော်လုံးဝအုတ်ချက်သူတို့မှာကွန်ပျူတာလက်ကွက်တွေရှိတယ်နော်ကွန်ပျူတာလက်ကွက်က1000လောက်ရှိတယ်ချဲကနနဲ့တွက်ကြည့်လိုက်နော်အဲ့လက်ကွက်ထဲမှာသူတို့နှိပ်လိုက်တဲ့တကွက်ထဲသားလေးရယ်ဂိမ်းပေါက်တယ်ဂိမ်းပေါက်တယ်လို့ခေါ်သူတို့နှိပ်လိုက်တဲ့တကွက်သားလေးရယ်ပေးတာနော်ခင်ဗျားတို့လူ1000လောက်စော်နေတဲ့ဒီကျွဲဂိမ်းဒီဂိမ်းနဲ့ဂိမ်းဆက်ကြီးထဲမှာလူ1000လောက်စော်နေတဲ့ဒီကွန်ပျူတာလက်ကွက်ကြီးထဲမှာသူတို့ကတကွက်ထဲကိုရေးတာထောက်ကနေအဲ့ဒါကိုရွေးလိုက်လို့ရှိရင်ဒီချောပေါ့အဲ့လူကဂိမ်းပေါက်သွားလိမ့်မယ်နော်ကြံတဲ့လူတွေကတော့ထဲမလောက်ရိုးရိုးပဲတွက်ကြည့်ချဲလို့ပဲတွက်ကြည့်နော်ချဲလို့ပဲတွက်ကြည့်ဒိုင်အတွက်ပဲရှိတယ်ဟုတ်ပြီလားဒိုင်အတွက်ပဲရှိတယ်ခမားတို့တခုမှမပေါ့ခမားတို့ရှာတဲ့သုံးနှစ်စာဝင်ငွေကသူတို့တရက်တည်းရှာတယ်ဟုတ်ပြီနော်တရက်တည်းရှာအဲကြောင့်စလော်ဂိမ်းကိုမစော့ပါနဲ့ဘာဖြစ်လို့လဲကျွန်တော်ကိုယ်တိုင်ဒီလောက်ကိုင်မြို့မှာဂိမ်းဆက်တွေကိုကင်ပြီးတော့မှကျွန်တော်ကိုယ်တိုင်ထိန်းခဲ့ဘူးလေနော်စာပါအဓိကမဟုတ်ပါစာပါဆိုတော့သူကမီအားနဲ့ပုံမူတည်တယ်မီအားနဲ့ကစားတာနော်အဲ့ဒါရိုးရှင်းလေးပြပြတာမီအားနေလို့ရှိရင်ခင်ဗျားတို့ဂိမ်းနိုင်နိုင်လိမ့်မယ်မီအားကောင်းတဲ့အချိန်တော့ဘယ်တော့မှဂိမ်းနိုင်နော်ပြပြတာခင်ဗျားတို့စလောဂိမ်းဆိုရလူတွေဘဝပြတ်မှာစိုးလို့နော်မြန်မာနိုင်ငံလူတွေအကုန်လုံးချစ်လို့ကာစီနိုအကြောင်းကိုပြောပါဆိုရင်လူရင်းတူရှင်ပြောမှရပြောရင်အရှိကြီးခင်ဗျားတို့ရှမ်းကုန်းမီပဲဆော့ဆော့ဘူးကြီးပဲဆော့ဆော့နော်ပေါ်ကာပဲတောင်တောင်နော်21ပဲရက်ရှောင်းညိုပဲဆော့ဆော့ဟလားကြိုက်တယ်လို့ဆော့ကာစီနိုလို့တတ်မှတ်ထားတဲ့ဒီကျင်းကုန်းတွေနော်ဖဲဝိုင်းကျင်းကုန်းတွေမှာဒီလိုအပေါ်တဲ့မှာတက်ထားတာ CCTV ကမရှိဘူးဆိုအနည်းဆုံး7လုံးလောက်ရှိတယ် CCTV ဟုတ်လားသူတို့ဘက်ကရိုးသားတဲ့ဆိုရင် SCTV ပေါက်တတ်တာဟုတ်လားသူတို့ဘက်ကရိုးသားမယ်ဆိုရင် SCTV ကဘာလို့တက်တာလဲဟုတ်လားသူတစ်ချက်ကိုတစ်ချက်ကန်ရဲလာမေးကြည့်လိုက်မရရဲဘူးဘောဘောလားအပြင်ကနေဝယ်လာတဲ့ဖဲတုပ်တစ်ထုပ်သူတို့ဝိုင်းမှာတင်ရိုက်လို့ရလားမေးကြည့်လိုက်မရဘူးနော်သူတို့ထုတ်ထားတဲ့ဖဲချက်သူတို့ထုတ်ထားတဲ့ဖဲချက်ဟာဒီတိုင်းကြည့်ရင်တာမန်ဖဲချက်ပဲဒါပေမဲ့အဲ့ဖဲချက်ကသူ
သူတို့ရဲ့နီးပညာစကန်လေးနဲ့ဖိုက်လိုက်လို့ရှိရင်ဖဲချက်ကိုတော့ပုံပြောင်းလို့ရတယ်သဘောပေါက်လားနော်ခင်ဗျားတို့တကယ်ဓာတ်ရိုက်ဝင်ရိုက်လို့ရတဲ့ live ပွဲတွေရှိတယ်အဲ့ဒါတွေဖဲရွာတွေဓာတ်ရိုက်လွှဲနေတာနော်ဟလာအများကြီးဟုတ်ပြီနော်ဒါခင်ဗျားတို့လာရှင်းပြတာခင်ဗျားတို့ကြိုက်တယ်လူရိုက်တာတိုးရင်းလူရှင်ပြောပြအပေါ်မှာ CCTV ရှိတယ်ဖေးရုံတစ်ခွင်းလုံးရဲ့ပတ်ပတ်လည်မှာ CCTV ရှိတယ်နော်သူတို့လောက်ကြံလို့မရဘူးလောက်ကြံမယ်ဆိုရင်လည်းလက်နက်ကင်ဖွဲ့စည်းရရှိတယ်အဲ့ဘယ်လိုလုပ်ကြည့်တော့နော်အဲ့ဒါခမရတို့ပတ်စံဟုတ်ပြီခမရတို့ပတ်စံသူတို့ရဲ့အရင်ကြီးကတီထောင်တဲ့အချိန်ကွန်ပျူတာတွေတုံးတဲ့အချိန်ကွန်ပျူတာဘူးနော်မီးဘူးနောက်ပြီးသူတို့ထိုင်ထားတဲ့စက်တီရဲ့တန်ဖိုးပဲရှိတယ်နော်သူတို့ရဲ့ကုန်ကြငွေနော်အဲ့ဒီကုန်ကြငွေအကုန်လုံးခင်ဗျားတို့ရှိရပတ်စံခင်ဗျားတို့ရှိရနေတရက်ထဲပဲပြန်ပေးနိုင်တယ်သဘောပေါက်လားကျွန်တော်ကဟိုအရင်နဲ့တင်ပေးချင်းနေကျွန်တော်တင်လိုက်လို့ရှိရင်မကြိုက်မှဆိုလို့နော်မကြည့်တော့အဲ့ဒီငွေအကုန်လုံးကခင်ဗျားတို့ဝိုင်းဝန်းပြီးတော့လှူထားတာတယ် မှန်တယ်အဲ့ဒါမှန်တယ်နော် ဘယ်လိုလုပ်မလဲနော်ညတို့ဓာတ်တွေကိုကြည့်ပြီးတော့ဖြင့်တာဝန်သားယူတော့နော်ကိုယ့်ရဲ့မိသားစုမျက်ရည်ပေါက်ကြီးငင်မကြစေနဲ့ဘာလဲစလိတ်ကြရင်စလိတ်တောက်လိုက်ကွန်းကြရင်ကွန်းစားလိုက်ဒီနှစ်ခုလေးလုပ်လို့မိသားစုခမရောက်ဘာမှမပြောမိသားစုဘဝပြတ်မသွားဒါကြီးကိုဆက်လုပ်နေမယ်ဆိုရင်တော့ခင်ဗျားတို့မိသားစုတွေနော်တိချက်ကြီးသားရှိတဲ့လူကြီးသားနဲ့꿰မယ်နှစ်ချက်အိမ်တော်ရှိတဲ့လူအိမ်တော်ကြီးပြပြလာသုံးချက်စင်းရဲတဲ့လူစင်းရဲတဲ့ဆင်းရဲသွားမယ်နော်ချမ်းသာနေတဲ့လူစော့ရင်မွဲသွားမယ်အပူပြရမုံနော်ကျုပ်ကဒါတွေနဲ့လွတ်ကင်းအောင်နေပါသိလားဒီဟာတွေရဲ့အကြောင်းကောင်းကောင်းသိလို့ကျုပ်အေးဆေးနေနိုင်တယ်အေးစီစားနိုင်တယ်အကြောင်းဒါတွေကျုံမလုံးလို့ဟုတ်ပြီနော်ခင်ဗျားတို့လည်းစင်ကျင်ပါခင်ဗျားတို့မိသားစုရဲ့ဘဝပြည်လေးစီခြင်းတယ်နော်ရှုံးနေရင်အရှုံးတိုင်းပဲရပ်ထားပါစက်မလိုက်ပါနဲ့အဲ့ဒီအရှုံးကိုပြင်ဆင်လို့ရတယ်နော်အကျွေးတင်နေရင်ရှာဖွေပြီးတော့စက်ပါဒါကြီးနဲ့တော့မဆက်ပါနဲ့ခင်ဗျာနစ်တဲ့နစ်တော့မယ်နင်မွန်းတဲ့နင်မွန်းတော့မယ်ဟုတ်ပြီနော်အယူပဲရှိတယ်အပေးမရှိပါဘူးဟုတ်ကဲ့ကျွန်တော်ဗီဒီယိုပိုင်းလေးကတော့ဒီလောက်ပါခင်ဗျာဒါကတော့ကျွန်တော်တို့เนาะဒါလောက်ကင်မှာကိုယ်တိုင်စက်ကင်ခဲ့ဘူးတယ်ကိုတယောက်ရဲ့ပြောကြားချက်ပဲဖြစ်ပါတယ်သူဟာဆိုရင်စလော့တွေရဲ့အကြောင်းကိုပြောပြသွားတာပဲဖြစ်ပါတယ်စလော့ဆိုတာကဘယ်တော့မှအနိုင်မရှိဘူးเนาะအရှုံးပဲရှိတယ်ကျွန်တော်ထိုးသားတွေအနေနဲ့စော့တဲ့သူတွေအနေနဲ့ပေါ့ဒါကြောင့်မလို့ဒီစလော့ကိုဆက်စော့နေမယ်ဆိုရင်ဒီဘဝပြတ်ဖို့ပဲများတယ်လို့ဒီကိုပြောပြပေးသွားတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေမှာဒီဂိမ်းကိုစော့နေတဲ့သူတွေရှိတယ်ဆိုရင်အခုချိန်တိုင်းပေါ်ရက်လိုက်ပါဘာဖြစ်လို့လဲဆိုတော့ကိုဘွားမှာပြင်ဆင်ချိန်တွေပြေးသေးတယ်ပေါ့နော်ဒီချိန်မှာရက်လိုက်လို့ရင်ဘာမှမဖြစ်ဘူးပေါ့နော်ဒါအောင်မရက်ဘဲနဲ့ကျွန်တော်တို့ကအရှုံးတော့လိုက်ပြီးတော့ကျွန်တော်တို့တသိန်းရှုံးတာကိုရမလားဆိုပြီးပြန်လိုက်မယ်ဆို2သိန်းရှုံးမယ်နော်2သိန်းရှုံးရင်ထပ်လိုက်4သိန်းရှုံးမယ်နော်ဒါကြောင့်မို့လို့ကျွန်တော်တို့အရှုံးကိုလက်ခံပြီးတော့အရှုံးနဲ့ပဲရင်ဆိုင်လိုက်ပါမစော်ဘူးသေးတဲ့လူတွေလည်းလုံးဝသွားမစားကြည့်ပါနဲ့ဒီကောင်ကစားလို့ကောင်းတဲ့အရာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဒီကောင်ကဆွဲလန်းစီလူဆွဲလန်းစီတဲ့ဓာတ်တစ်မျိုးရှိတဲ့အတွက်ကြောင့်မို့လို့ဒီဂိမ်းကိုစော့မိလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့စားစော့တဲ့အချိန်မှာတော့မိတ်ဆွေနိုင်ကောင်းနိုင်လိမ့်မယ်ဒါပေမဲ့အချိန်တစ်ခုရောက်လာလို့ရင်မိတ်ဆွေရဲ့ဘဝမိတ်ဆွေရဲ့ရှိသမျှစီးစိမ်တွေအကုန်လုံးကိုမာယူသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့ဒီစလော့ဂိမ်းနဲ့ပတ်သက်ပြီးတော့ဘယ်ဂိမ်းကိုမှသွားပြီးတော့အစမလုံးမိပါစေနဲ့
လုံနေတဲ့သူတွေရှိရင်လည်းရတန်းကရက်လိုက်ပါအချိန်မီပါသေးတယ်ကျွန်တော်တို့ပြင်ဆင်ချိန်တွေအများကြီးရှိပါသေးတယ်ဒါကြောင့်မို့လို့အရှုံးကိုပဲလက်ခံပြီးတော့ရက်လိုက်ပါလို့ကျွန်တော်ဒီနေ့ပြောချင်ပါတယ်ခင်ဗျမိတ်ဆွေတွေထင်မြင်စားချက်လေးလည်း comment မှာရေးပေးပါအောင်နောက်တဲ့ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်